ဖုံဖုံခုနှစ်ပါးသောဖုံဖုံသူတို့နည်းနည်းနောက်ကြောင်းဆွဲပြီးတော့ပြောမယ်ဆိုလို့ရှိရင်10ပါးနဲ့သိက္ခာခံခဲ့တယ်ယဟန်မင်းကြီးကိုယ်စလဲလာခဲ့တယ်ဆိုတော့ဒီတိုင်းစကားပြောတိုင်း10ပါးအဖွဲ့လို့ကျွန်တော်တို့ခေါ်တတ်ကြတယ်အဲ့ဒါဒီကကျွန်တော်တို့ Father Lucas တို့ Pius တို့ Father Keep Town တို့ဒီမှာ3ပါးရှိတယ်အခုတောင်ပိုင်းမှာဆိုရင် Father Yohon နောက်ခိုးကဲဟိုပြီးဟိုဘက်ကလုံဟောဖုံဖုံ Thomas လုံဘံဖုံဖုံလဲ Thomas ပထွန်သူတို့တွေပါတယ်ကျန်တဲ့ကလေးသာသနာကဖြစ်တော့10ပါးကိုကျွန်တော်တို့ကလေးမှသိက္ခာတင်ခဲ့တဲ့အဲဒီတော့ရောက်တဲ့လူတွေဟာအမှတ်ရအောင်မှာဖြစ်ပါတယ်ဆိုတော့15နှစ်တိုင်ဒီနေ့ဒီခရီးကိုဒီနေ့တိုက်ဆိုင်တဲ့အတွက်တကယ်ကိုမင်္ဂလာရှိတဲ့နေ့ဖြစ်လာပါလေတစ်ဆက်တည်းမှာအဲ့ဒီအကြောင်းလေးတွေနဲ့ဟပ်ဆက်ပြီးတော့ကျမ်းစာတော်ကလည်းပဲတိုက်ဆိုင်တယ်ဒါကြောင့်ဒီနေ့ဒန်နီအဲကိုဖတ်တဲ့အခါ Prophet Daniel ကျမ်းကိုဖတ်တဲ့အခါဘာတွေတွေ့ရသလဲဆိုလို့ရှိရင်ကောင်းကင်ဘူချေနော်မိုက်ကယ်ထွက်လာဒီကမှာတကဘာလို့ရှိလူသားတွေရဲ့ကဲတင်ချင်းလေးရဲ့နောက်ဆုံးတော်နေ့ရဲ့အကြောင်းအစချပြီးတော့ပြောသွားတယ်အဲ့ဒီမှာလွတ်မြောက်သူတွေရှိတယ်လို့ထာဝရငရဲတံခံရတဲ့အဖွဲကိုလည်းပဲဒီနေ့ပြောထားပါတယ်သူရဲ့ပြောပုံလေးကဘယ်လိုလာလဲဆိုလို့ရှိရင်ခိချန်အဂျွန်ပချန်ချဥပချုံဤအန်မင်ခုမ်အစီမီနမီနာဂျူအန်လွတ်လိုက်တဲ့ကိုရောရဲ့စည်ရင်ကြီးထဲမှာပါဝင်တဲ့ဒီပေါ့စည်ရင်ဝင်သူများလွတ်မြောက်ခြင်းကဲတင်ခြင်းရှိမယ်ပေါ့ပြီးရင်နောက်တစ်ဖက်ကလေဒီချုံအားအစ်မီနာလကင်တမ်ပီချူအန်ဟုံဤထံလိုက်အခြေကျူးဆုံးစားတဲ့နာချုံအားအန်အီလာလိုက်ဤတဲ့မိကြီးထဲမှာတင်းချမ်းရနေပေါ့ထားလာကြပြီးခါမှတချို့ကြတော့ထာဝရအသက်ဘက်ကိုသွားကြမယ်တဲ့ထိုးထသွားကြမယ်တဲ့အခြေကျူးအစုံစားခွက်နတ်လေနင်းစက်နတ်ချုံအားအန်ဟွန်အီလာလိုက်တချို့ကြတော့ထာဝရရှိကြောက်ခြင်းထာဝရဒံအမုံအဲ့ဖက်မှာသွားကြမယ်တဲ့ကဲတင်ခြင်းနဲ့မကဲတင်တဲ့အဖွဲအဲ့ဒါလေးကိုဒီနေ့ကျမ်းစာကအမှတ်ပေးတယ်ဆက်သွားတယ်ဖိုက်တူဖင်နာဂျူဘန်အင်အာဖီချူဘန်တူဂီနန်ချူလိုက်အဲ့ကောင်းဆောင်တဲ့လူတွေတဲ့အထူးသဖြင့်ဘာသာရေးဖြစ်လောကမှာပြည်အထူးသဖြင့်ဒီနေ့ဂျူဘလီရှင်တွေနဲ့အတူဒီကျမ်းကိုတိုက်ဆိုင်မယ်ဆိုလို့ရှိရင်သာသနာပုဂ္ဂိုလ်များဦးစီးဦးဆောင်ဖြောင်းမတ်လုပ်ခဲ့တဲ့သူများဗန်အာဖီပန်တူဂင်အန်ချေလိုက်ကောင်းကင်ကခြေလိုလင်းမယ်တဲ့လမ်ဒင်းအာမီဇာပီအဆွေတူနာချူဇုံဇာကျန်အာဖီပန်တူဂင်အန်ချလိုက်လူဒီကိုဖြောင်းမတ်စွာတရားတိုင်းညွန်တော်သူများသည်ကောင်းကင်ကခြေလိုတောက်ပကြလိမ့်မည်ဒါဟာဘုရားဆောင်ဖြစ်တယ်ဒီနေ့ယဟန်ဒီဆိုကြပါစို့တခါဆက်ပြောမယ်ဆိုလို့ရှိရင်ဒီနေ့ဒုတိယကျမ်းစာဟေဘရုကျမ်းစာ Hebrew Bible အဝိဓိတပင်ရထန်လမ်းမွေးနာကျွဲအဒီအန်မပုံပတ်ချာစီစဲဒီနာပြတေဤဆွာနာချာထွေနာအန်တွာပင်အတိနာဇွန်ခကန်ရဲကျွန်းဘွေပါစီစုဝိခါဒဇာလကင်ရဲထွေsomething die kam die how die laut die mi kong dong kha den kan thai yahan di ni dai a pit phie ya sit pu zo chin ko pyu luk ya tin lu di atwe yo tu atwe pa ai pi ma thawara
တခါနဲ့အပြီးစီးရစ်ပူဇော်တကာကကိုအနံ့သွားတဲ့ခရစ်တော်အကြောင်းကိုလှည့်ပြီးတော့အစားထိုးလိုက်တဲ့ကျမ်းစာကိုဒီနေ့ဖတ်ရတာဖြစ်ပါတယ်ဒီနေရာမှာလည်းပဲယဟန်မီဒီလေးစင်နဲ့မြကိုရောရှင်ပူဇော်ခဲ့တဲ့ကာဝါရီတောင်ပူဇော်ခြင်းကိုနေ့တိုင်းအဲ့ဒီပူဇော်ခြင်းကိုထရာထဲပြုလုပ်သူဖြစ်တယ်ကျွန်တော်တို့သုံးသင်ပါတယ်တခြားဟာမဟုတ်ဘူးအဲ့ဒီဟာဒီနေ့သူတို့ကဘာကိုမှတ်ရစီလဲအဲ့ဒီသာဝရကေတင်ချင်းစစ်ပူဇော်ခြင်းကိုအမြဲတမ်းအမှတ်ရစေတယ်သတိပြုစေတယ်ဆိုလိုတော့ဗါလေတို့ရဲ့ကေတင်ချင်းဖျားရှင်မေတ္တာအပြည့်နဲ့ဆင်းလာပြီးမှရွေးနှုတ်ကေတင်ခြင်းကိုအောက်မေ့စေနေတဲ့လမ်းပြနေတဲ့အမှတ်ထင်စေနေတဲ့ယဟန်များရဲ့အကြောင်းဖြစ်ပါတယ်ဒါကြောင့်မလို့ယဟန်တို့ရဲ့ပူဇော်တကာရနဲ့ဆက်ပြောနိုင်တာကပါလေSambol po i pekchan na he zirin chikho andun na kisi true bowa secretary bowa ga bas badu sekaya le so de chaung ko Korin 2:2 sa saung ga ပြောပါတယ်ဇီဆုနချူအလန်ခေါနန်ဟာဇီဆုရောင်အချီနာဖတ်ဒင်းမန်လဲမန်အင်းချီနာဖတ်ဒင်းမန်လဲမန်အင်းခေါ်ကန်စားတဲ့ဘောဓုကသူ့အကြောင်းကိုကောရင်ဘာသာသူတွေကိုပြောပြတယ်တီလူမတက်တီခါနေနေတိုင်းချင်းတိုင်းခရစ်တော်ရဲ့တည်ခြင်းကိုအမြတ်ဝေပြီးတော့နေထိုင်နေရတယ်ဒီနေ့လည်းပြောချင်တယ်ဘောဓုကယဟန်တစ်ပါးအနေနဲ့ဘုဒ္ဓဆောင်တရားအနေနဲ့ခရစ်တော်ရဲ့ပုံသဏ္ဍာန်ကိုယူပြီးတော့နေထိုင်ခြင်းကိုဘယ်လိုပြောလဲတေခါနီတေလူဆဲဆဲခဏနဲ့နေရတယ်ရှင်သန်နေရတယ်တဲ့ကြောက်ခဲနဲ့ပြည့်တဲ့ခြင်းရှိတယ်ထောင်ကြတဲ့ခြင်းရှိတယ်တရွေးထွေးတဲ့ခြင်းရှိတယ်ကန်တဲ့ခြင်းရှိတယ်တခါအဲ့မှာလည်းတကြောင်တင်းဘောပြက်လူဒီတော့ဒီမလားရှင်မလားမုံတိုင်းတိုင်းတဘိုးနဲ့နေတဲ့ချင်းရောပါဝင်သူစင်းပြုဆွရရှိတယ်အေးဒီမလားရှင်မလားဆိုလူဒီရဲ့ဝိုင်းလေခက်ခဲအနောက်ရှက်အဲ့ဒီကြားထဲမှာသူနေထိုင်ခြင်းကိုဒီနေ့စာသားပြုစုခြင်းဖြစ်ပါတယ်ဒီခါနီးနေအချင်းချင်းအဲ့လိုနဲ့အသက်ရှင်နေရတယ်အနစ်နာခန္ဓာစတေးပြီးတော့ပူဇော်အနှံတဲ့အထက်ပေါင်းများစွာကိုပြောပြတာဖြစ်ပါတယ်အဲ့ဒါဘာတွေ့လဲမခစေအော့စေအရုံးစိတ်စေအဆလမ်ချူဒီအတိတ်တွေကတော့တဲ့ဘာလို့အဲ့လိုအသက်ရှင်နေရလဲအဆလမ်ချူဇိတ်အစီပြကန်မီချုံအားဂျွန်ချီနာနိခန်ရင်အတဝန်ငါတို့ဘဝထဲမှာတေချင်းကအလုပ်လုပ်တယ်တဲ့ကျွန်တော်စကားနဲ့ဒါကိုပြောမယ်ဆိုလို့ရှိရင်ငါတို့ဒီနေ့တိုင်းတည်နေရတယ်လို့ပြောချင်တာဖြစ်တယ်အဲ့လိုယဟန်တွေအမှုတော်ဆောင်တွေနေ့စဉ်နဲ့မြတ်ပူဇော်အားနှံခြင်းတည်နေခြင်းဒီဘယ်တော့လဲဘာသာသူများအပေါ်မှာဘယ်လိုတက်ရောက်လဲနန်နီချုံတူအချွန်းနုနတ်နိခန်ရနတဝန်မင်းတို့ရဲ့ဘာသာသူတွေနော်မင်းတို့ဘာသာသူတွေမှာကြတော့တို့ရဲ့တင်နေခြင်းကြောင့်ရှင်နေခြင်းဖြစ်စေတယ်ရိုးတော့ရိုးလေးဒါပေမဲ့လက်ဆိုင်မှုတစ်ခုရှိတယ်ပြောချင်တာလည်းရှင်းတယ်ယဟန်တို့ရဲ့ပူဇော်တဲ့ဘဝဟာဘလောက်ဆင်းရဲတန်ဖိုးတို့ဘလောက်ခက်ခဲအဲ့ဒီမှာဘာဖြစ်သွားလဲဘာသာသူများခွန်အားဖြစ်သွားတယ်ပိုရှင်းအောင်ပြောရင်ယဟန်ဒီပြောမယ်ပါမယ်စိတ်နဲ့ဒီခက်တော့ဟိုဘက်ကအတိအပွင့်မရှိဘူးဆိုတဲ့သဘောအဲ့ဒီနေ့ယဟန်မြောက်လာတဲ့ဂျူပလီကိုကျင်းပတဲ့အခါသူတို့အများကြီးခက်ခဲရှိမှာပဲသူတို့ပဲသိတဲ့ဟာအများရှိတယ်ဒါကြောင့်တန်ဖိုးလူကပြောလဲဆိုလို့ရှိရင်
according to all ဝါဒဆောင်ပဲခန်းကြီး9ဆိုပါတော့ပထမစာဆောင်ငါတို့သည်တည်င်းကောင်းနဲ့ထိခိုက်မိစေမဲ့တည်င်းကောင်းကိုမြင့်နာစေမဲ့အရာဒီအလုံးရှောင်လေအင်တူအင်ကန်အင်းတဲ့မရင်ဆိုင်ဘူးငါမှန်ဒီကိုချမ်းနေကိုအဲ့လိုမတော်ပဲနဲ့အင်တူအင်ကန်အင်းပူဇော်ပဲပူဇော်နေရတယ်ဆိုတော့ယဟန်အမှုတော်ဆောင်ခရစ်တော်ရဲ့ကိုယ်ပွားရဲ့အတိုင်းအတာလေးတွေကိုကျမ်းစာကအများကြီးပြောထားတာရှိတယ်ဒီနေ့ပါလာတဲ့ကပ်ပါလာတဲ့ကျမ်းစာလေးတွေကိုကျွန်တော်တို့အနေချင်းနဲ့ထောက်စုခြင်းလို့ပြောမှာဖြစ်ပါတယ်ဒါကြောင့်မို့ယဟန်ဒီရဲ့ဘဝဘာကိုလဲဘာကိုဒီနေ့မြေမောင်းထိုးနေရမှလဲဆိုတဲ့အချက်ကသင်ကောင်းထဲမှာပါလာတယ်ဒီနေ့ဖတ်တဲ့ကျမ်းစာကထိုနေကြရင်တဲ့ကောင်းကင်မြေကြီးတုန်လှုပ်ပြီးတော့ကြီးမားတဲ့ဘာဝဒီနေ့လောကမှာကြည့်မယ်ဆိုရင်သိပ္ပံကြောင့်ဖြစ်လာတဲ့ automatic နော်အဲ့ဒီပါလေအနုမြူပုံချင်းနဲ့ပြောဖြစ်တယ်ခေါ်တဲ့ချလိုက်ပြီဆိုရင်ကဘာတောင်မှမိနစ်ပိုင်းနဲ့တွားမယ်ဆိုရတယ်ဒီထက်မကဒီနေ့ဒီကျမ်းရဲ့အဆိုရဆိုလို့ရှိရင်ကောင်းကင်ဒီရေဒီထောက်ခါပြီးတော့ဂျယ်ရီလာဒီနေကြွေချတဲ့ဟာမျိုးတော့ပြောတယ်ဘိုးတော်မှပါဝါကြီးတယ်ဘုရားသခင်ရဲ့အာရာအလုံးထဲကြီးမားတဲ့အစွမ်းတကူကိုနေတန်းချီပြီးတော့စပေးတဲ့ကျမ်းဖြစ်ပါတယ်အဲ့ဒီနေရာမှာလည်းဘာပြောပြန်တယ်လဲဆိုလို့ရှိရင်အဲ့ဒီခါကျတော့ဒီကဘာနောက်ဆုံးကာလရောက်တဲ့အတိုင်းအတာမှာဘယ်လိုများလက်မိတ်ဖတ်မလဲဆိုတာခေကုံအတိုင်းจังလိုက်အဝန်ကျော်ခန်းထာအဖန်จังလိုက်တဲ့ထိုက်တပန်းပင်ဒီဖူပင်လာပြီဆိုလို့ရှိရင်တွေခါရောက်တော့မယ်လို့မျိုးသိတယ်ဒါကြောင့်ပဝန်းကျင်ကိုကြည့်ပြီးတော့ဒီရဲ့စီလူပြီနေလာပြီဆိုတာသိပါတဲ့အဲ့ဒီသိချင်းပဝန်းကျင်ကိုဖတ်တတ်ချင်းနားလည်တတ်ချင်းပြီးတော့တတိစုပြီးတော့အစင်းသင့်ကိုရောအလားကိုစောင့်မျှော်ခြင်းကိုပြောပြခြင်းဖြစ်ပါတယ်အဲ့ဒီမှာယဟန်ဒီကအမြဲကြီးအရေးကြီးတယ်ပဝန်းကျင်ကိုသိနိုင်ရအောင်ဝိညာဉ်မျက်စိနဲ့ကြည့်တတ်ရအောင်အဲ့ဒီနေရာမှာကိုရစင်အလားကိုကျမ်းစာထဲမှာပြောသလိုခပ်ပတ်ပတ်ယူနီဖောင်းအစင်းသင့်ရှိရအောင်သူတို့ဆင်မြန်းနေသူသတိပေးနေသူသွန်သင်နေသူဝိစုဆောင်နေသူဖြစ်ရပြန်ပါလေဒါကြောင့်မို့ဒီနေ့ဆူတောင်းတဲ့အခါဒီနေ့ဖုံဖုံများဒီမှာရှိနေတဲ့ဖုံဖုံများမပါဝင်နိုင်တဲ့ဂျူဘလီရှင်များဆူတောင်းခြင်းနဲ့ကျွန်တော်တို့ပူဇော်ပေးကြမှာဖြစ်ပါတယ်မိစ္ဆာတရားမှာဆက်လက်ပြီးတော့ကျမ်းမာခြင်းနောက်အသင်းတော်ကိုဘာသာသူတွေကိုကာကွယ်ဆောင်ရှောက်ထင်းသိမ်းကောင်းကျင်ကိုညွှန်ကြားပေးတဲ့နေရာမှာပါရမီစတဲ့တကူပြီးတော်မူပါလို့ဒီနေ့တောင်းခံကြပါစို့